တက်မယ်ခပတ်တက်မယ်ဆိုဆောနာချုပ်ပြီးသားအောင်အလှနေပြတက်အလှပတ်ချမ်းဒါမလှတောက်တီထိုးတယ်ဒီဘက်ကအလှအဲ့ရနေပြတက်ဆောနာကချက်ပြထားတယ်ခြေချောင်းလေးတွေရှိအဲ့နားလောက်ထိပဲထည့်ချုပ်စလေးဒီလိုလေးနှစ်ခုကင်ဒီနည်းကင်ပြဒီလိုဒီလိုဒီလိုဒီစလေးတင်လာတယ်အဲ့ဒါအကုန်လုံးတောက်ချုပ်လိုက်ဝင်ချက်ထားအောက်ကလည်းမလုပ်ဘူးပတ်တည်တယ်တီးရလေးဒီလိုမျိုးထပ်ချက်လိုက်ဒီနှစ်ခုထပ်လေးတော့အချင်းနိုင်ဒီလိုလေးကင်နာအဲ့ဒီအစောနာတော့ချုပ်ထားတဲ့ချီချောင်းလေးရှိအဲ့ဒါလေးတင်လိုက်ပြီးထပ်လိုက်ရောဒီမှာလမ်းမလို့ချီချောင်းလေးလည်းငယ်တော့ပတ်တည်မယ်လွတ်စရာလည်းမလိုတော့အဲ့တိုင်းလေးပဲချက်တော့အကုန်လုံးဒီလိုလေးကင်မယ်ဒီလိုလေးပေါင်းမယ်အဲ့တော့ဒါလေးကိုဒီလိုလေးခောက်ထားပြီးဒီလိုလေးဟောင်းခဏချက်ထားတဲ့ချီချောင်းလေးတိုင်းနဲ့တော့ပြီးထပ်လိုက်မချုပ်တိုင်တော့လိမ့်တယ်နော်ညီအောင်စိတ်မတက်အိမ်စရာအကြောင်းရှိဆွဲတာမပေါ်လုံးပိတ်စသားလေးတောက်တာအဲ့ဒါလိမ့်စရာအကြောင်းရှိဒီမှာဆောနာလို့လေဒီနှစ်ခုကိုသွားမယ်ပြီးဒီနှစ်ခုကိုတောက်တာဒီဒါလေးဒီနားလေးညီပါကိုင်းတာအဲ့လေးထပ်လိုက်ပြီးဒီအလေးပါတင်လိုက်အကြောင်းရှိပြီးတော့နောက်ခုဒီလိုလေးကင်ညီအောင်ကင်မယ်ပြီးဒီလိုလေးဒီလာထလာဒီချုပ်ထားတဲ့အကြောင်းကိုတော့တယ်ဒီမှာမှာအဲ့ဒီဒီမှာလာမယ်ဒီလိုလေးနှစ်ခုသွားလိုက်မယ်ဒီကချုပ်တာတောင်းမိဖို့တော့မဟုတ်စစ်စစ်လေးချုပ်တယ်အဲ့မိဖို့ထွက်တော့ကိုကကောင်းတော့ပေါ့ကိုကကြောင့်ဂျမ်းမီရမိဖို့သိမ့်မထိုးချင်ကွက်သွားမှာဆိုစင်စင်လေးဖြစ်သွားမီးဘူးလေးပြောင်းမှာဆိုထိုးချင်တာအဲဆိုရင်ဒီလိုတောင်းဒီဆန္ဒချုပ်ထားတဲ့အတိုင်းလေးပြင်လိုက်ဒီအောင်မှာလောလည်းမလို့ပတ်တိဒီနေရာမှာလည်းဆန္ဒလို့အနည်းတလမှလို့ဖြစ်တယ်အဲဒီဆက်ကြည့်မလဲဒီနားမှာဒီလိုမျိုးတော့တကယ်လို့လက်မနိုင်လို့ရှင်လေးထိချုပ်လိုက်ဒီနားလေးညှက်ချလိုက်ဒီလိုလေး
ခောက်ထည့်လိုက်ဒီလိုမခောက်တတ်တဲ့ဆောင်းနာနေကိုပြန်ထားတယ်ဒီလိုပြတယ်ဆောင်းနာနေကိုမခောက်တတ်တဲ့ပြီးဆိုရင်နားလေးဖြုတ်ထလိုက်ပြီးဒီနားဆုံးသွားတဲ့နေရာခဲလေးနဲ့မှတ်လိုက်ပြီးအဲ့နေရာဒီဘက်မှန်လိုက်လာပြီးတော့လို့ရှိရင်ဒီလိုလေးချုပ်လိုက်ဒီလိုလေးထည့်လိုက်ကွက်တီပဲအဲ့ဆိုင်ဒီမှာကွက်တီပဲအဲ့လိုလေးချုပ်လိုက်ရဒီဘက်ကြည့်လေကွက်တီအဓိကဒီထဲကိုထည့်လို့ရှိရင်ဒီအထစ်ခလေးအောက်ထဲရအောင်အောက်ထဲရောက်ပြီးအပေါ်မှာကျတော့အထစ်မရှိရဘူး။ဘာလို့ဆိုအပေါ်ကြီးမှာလုံးလုံးဖြစ်နေတာ။အဲ့ဒါတို့ဒီလိုလေးထည့်။ဒီလေးကိုမခတ်။အာရ။ဒီနောက်ထစ်တာလည်းပဲနားမရှိတွန့်လာလည်းမရှိရိုင်းတာလည်းမရှိကောစင်းနေဒီဒီဘက်မှာကောစင်းနေဒီဘက်လည်းစင်းနေဒီဘက်လည်းစင်းနေရိုင်းတာတွန့်လိုက်ပါမရှိရှိုင်းတိုင်းတွန့်လိုက်ပါမရှိအဲ့ဒါခပတ်တက်တာဂျိတ်ထက်ပြီးသွားပါပြီဂျိတ်ထက်အကုန်ပြီးသွားပြီဂျိမ်းမတ်တာမသိရင်ထပ်ပြမယ်